안녕하세요 여러분, 알롱매 밍글라바. 이 비디오 맞아로 topic reading number 19 အတွက်လည်းကြက်တင်ပြီးတော့မှစကားပြောတဲ့အခါမှာလည်းကိုပြောချင်တဲ့အဓိပ္ပာယ်ကိုပို့ပြီးတော့မှပေါ်လွင်အောင်ပြောလို့ရမယ့်စကားလုံးလေးတွေကိုပြောပြမှာဖြစ်ပါတယ်။မြင်မှုနေကြစကားလုံးလေးတွေတော့မပြောတော့ပါဘူး။တိတ်ပြီးတော့မှမရင်းနှီးဘူးလို့ထင်ရတဲ့စကားလုံးလေးတွေကိုပဲရွေးပြီးတော့မှပြောပြသွားပါမယ်။ပထမဆုံးစကားလုံးကကြတော့ happy ရဲ့အဓိပ္ပာယ်ကကြတော့ဘလို့ချင်းနေမှာတုံးလဲဆိုလို့ရှင်သူကဘာလို့များဒီလိုဖြစ်ရတာလဲဘာလို့များကံမကောင်းစွာနဲ့အမတ်မထင်မဲနဲ့ဖြစ်ပျက်တဲ့အခါမှာကိုကညှင်းညူပြီးတော့မှပြောဆိုတဲ့စကားလုံးပေါ့နော်အဲ့တော့ဒီမှာအဓိပ္ပာယ်လေးဖော်ပြပေးထားပါတယ်ဘလို့လားအပ်တဲ့အခြေအနေတစ်ခုဟာတဲ့တခြားအချိန်သုံးမဟုတ်တခြားနည်းနဲ့မဟုတ်ဘဲနဲ့ကိုစီစဉ်ထားတဲ့ဒီချိန်ဒီနေရာမှာပဲတိုက်ဆိုင်ဖြစ်ပေါ်လာတဲ့အခါမှာညှင်းညူပြောဆိုတဲ့စကားလုံးပေါ့အဲ့တော့မြန်မာလိုတိုက်ရိုက်ကြီးဘာသာပြန်လို့တော့တိတ်ပြီးတော့မှအတိအကျစကားလုံးတော့မရှိဘူးဒါပေမဲ့လည်းဒီလိုမျိုးအကျယ်ပွင့်အဓိပ္ပာယ်လေးနဲ့တွဲပြီးတော့မှမှတ်လို့ရတယ်ပေါ့နော်ကံမကောင်းစွာနဲ့ဘာလို့များဖြစ်ရတာလဲဆိုတဲ့အခြေအနေလေးပေါ့အဲ့တော့အောက်ကစကားလုံးလေးကိုကြည့်လိုက်ပါမယ်sentence လေးကိုကြည့်လိုက်ပါမယ် Happy 오늘 같은 날 비가 오네요ဘာလို့များဒီနေ့ဒီလိုနေ့မျိုးမှာမိုးရွာရတာလဲ많은 사람 중에 하필 내가 뽑혔어. လူများကြီးထဲမှာကံမကောင်းစွာနဲ့ငါပဲရွေးခံလိုက်ရတယ်။ဘာဖြစ်လို့ငါရွေးခံလိုက်ရတာလဲအဲ့လိုပုံစံမျိုးအဓိပ္ပာယ်ပေါ့နော် happy နဲ့ကပို့ဖြတ်စောငါရွေးခံလိုက်ရတယ်။သူဒါကြီးကိုမဖြစ်ချင်ဘူးပေါ့နော်မဖြစ်ချင်မဲနဲ့ဖြစ်လာတဲ့အချိန်ဒီမှာတုံးတော့ညှင်းညူပြီးတော့မှပြောဆိုလိုက်တာပေါ့။ဟုတ်ပြီနောက်တစ်လုံးဆက်ပြီးတော့မှကြည့်လိုက်ပါမယ်။ခွဲညီကကြတော့မြန်မာမှာဖော်ပြလို့ရတဲ့စကားလုံးရှိတယ်ပေါ့နော်တက်မဲ့အကြောင်းမဲ့အလကားတက်အချီးနီးလောက်လိုက်တဲ့အရာတွေကိုဒီစကားလုံးလေးနဲ့တွဲပြီးတော့မှသုံးလို့ရပါတယ်괜히 영화를 봤어 시간이 아까워 때때매 열심히 재미 뱀이 차이는 묘지야 괜히 참격했다가 호면았어 때때매 윈스와팔 라이미로 수칸라야라베 파트네 너 괜히 때때매 소비로만 맞다로 야바래နောက်တစ်ခုကကြတော့ကိုကြဆိုတဲ့စကားလုံးလေးကကြတော့ပမာဏနည်းတဲ့အခါမှာဒီလောက်ပဲဆိုတဲ့အဓိပ္ပာယ်နဲ့ဖော်ပြရတဲ့စကားလုံးလေးပေါ့နော်ဒါပေမဲ့သူကကြတော့ဒီပုံမှန်ဖြစ်စဉ်တွေကိုပြောတာမဟုတ်ဘဲနဲ့ကိုထင်ထားတာထက်ကိုအရန်နည်းနေတဲ့အခါမှာဒါမှမဟုတ်လို့ရှင်တန်ဖိုးကနှိမ့်နေတဲ့အခါမှာပြောတဲ့စကားလုံးပေါ့နော်ဟဲ့အဲ့လောက်ပဲလားအဲ့လိုမျိုးပုံစံမျိုးပြောတဲ့စကားလုံးပေါ့နော် short တွက်တဲ့သဘောမျိုးလေးပါတာပေါ့အဲ့တော့ဒီမှာ sentence လေးကြည့်လိုက်မယ်그는 숙제를 고작 10분 만에 끝냈어요. 누가 인사리고 10미닛လောက်နဲ့ပြီးလောက်တာနောက်တစ်ခု나는 그 사람에게 고작 한 번 전화했어요. 나အဲ့လိုတစ်ကြိမ်လောက်ပဲဖုန်းခေါ်ခဲ့တာနောက်ဆုံးတစ်ခု열심히 공부했는데 점수가 고작 70점이에요. 사디 잘လုပ်ခဲ့ပေမဲ့အမှတ်က 80배ရတယ်နောက်တစ်ခုကကြတော့ the bucket ရဲ့အဓိပ္ပာယ်ကကြတော့မထင်မှတ်ပဲအမှတ်မထင်ရုပ်တရက်ဖြစ်ပျက်မှုလေးတွေကိုပြောတဲ့အခါမှာသုံးပါတယ် the bucket 옛날 친구를 길에서 만나서အမှတ်မထင်ရင်တော့တငယ်ချင်းနဲ့လမ်းမှာတွေ့ခဲ့တယ် the bucket 선물을 받아서 기분이 좋았어요 မထင်မှတ်ပဲလက်ဆောင်ရလိုက်လို့စိတ်ထဲပျော်ရွှင်ခဲ့ရပါတယ် 날씨가 the bucket 너무 추워졌어요 ရာသီဥတုကရုတ်တရက်အရန်အေးလာတယ်နောက်တစ်လုံးထပ်ပြောပြပါမယ်နောက်တစ်လုံးကကြတော့မာချီကတော့ဒလိုပဲဆိုတဲ့အဓိပ္ပာယ်ပေါ့နော်처럼 너는 은나고 같아요ဆိုတဲ့ပုံစံမျိုးနဲ့အတူတူပဲဒါပေမဲ့သူကကြတော့ကိုဒလိုပဲဆိုတဲ့အကြောင်းအရာလေးကိုသူအရှိဆုံးမှာရေးတာပေါ့နော်အရှိမှာရေးတာပေါ့ဒီကိုပြောချင်တဲ့စကားလုံးရဲ့အရှိမှာရေးပြီးတော့မှပြောတာပေါ့နော်마치 꿈을 꾸는 것 같았어요အိမ်မက်နေတယ်လို့ပဲ두 사람은 마치 삼둥이처럼 닮았어요အဲ့လူနှစ်ယောက်ကအမွာလိုပဲတူတယ်방 안이 마치 얼음잠처럼 차가웠어요.အခန်းထဲကရေခဲလိုပဲအေးဆက်နေတာနောက်တစ်လုံးကကြတော့ 역시 တကယ်ကိုပဲလုံးဝကိုထင်ထားတဲ့အတိုင်းပဲမျောလင့်ထားတဲ့အတိုင်းပဲကွက်တီးဖြစ်နေတဲ့အခါမှာပျော်ပြီးတော့မှပြောတဲ့စကားလုံးလေးပေါ့နော်ဒရာမာတွေထဲမှာလည်းအများဆုံးကြားဖို့မဲ့စကားလုံးလေးပါအဲ့တော့ 역시 이 가게는 역시 음식이 맛있었어. 아이상야တကယ်ကိုပဲရတာရှိတာ엄마는 여신 내 마음을 잘 알아요. 아미야로 저게고 왜 가세고 띠라베. 여시
겨울에는 따뜻한 커피가 최고예요. တကယ်ကိုပဲစောင်းတွင်းမှာဆိုလို့ရှိရင်ကော်ဖီနွေ့နွေ့လေးကအကောင်းဆုံးပဲတည်ထားတဲ့အတိုင်းပဲပေါ့ Yorkshire ဆိုတဲ့စကားလုံးကိုဒီလိုမျိုးချိန်နေမှာသုံးပါတယ်နောက်ဆုံးတစ်လုံးကကြတော့ Hamburgo ရဲ့အဓိပ္ပာယ်ကကြတော့လက်လွတ်စပယ်မစင်မချင်းဖြစ်တဲ့အခြေအနေပေါ့နော်လက်လွတ်စပယ်မလုံးနဲ့ရန်တမ်းပြီးတော့မလုံးနဲ့မစင်မချင်းမလုံးနဲ့ဒီလိုအခြေအနေမှာတွဲပြောတဲ့စကားလုံးလေးပေါ့ Hamburgo လို့ပြောပါတယ်남의 비밀을 함부로 이야기하지 마세요. 뚜미아의 리워체디고 무슨 연단비로만 뼈바네. 돈은 함부로 쓰면 안 돼요. 빠상 무슨 동로미야부. 네, 물건에 함부로 손대지 마세요. 아비시리오 랄로즈베 마티바네. 연단비 마티바네. 알로 동로야 바래. 알로 아쿠가 디 effort ပုံစံစကားလုံးလေးတွေကိုပြောပြလိုက်တာဖြစ်ပါတယ်အဲ့တော့နောက်ဗီဒီယိုတွေမှာထပ်ပြီးတော့မှတွေ့ကြပါမယ်တတ